Discerning Place ကဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အောင်မြင်ခြင်းရက်စေပြီးပါနော်အောင်မြင်ခြင်းရက်စေပြီးပါဟုတ်ပါ sorry ဟုတ်ကဲ့ဘာလူလမ်းတည်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်တို့လေကြော်ညာလေးတခုအကုန်လုံးအချင်ပါကြော်ညာအချင်ကြော်ညာအချင်ရေးစေကြော်ညာအချင်ရေးငါတို့ကြော်ညာတိန်း200လောက်တော့ရှိတယ်တက်နိုင်တာပြီးရတယ်โอเคကျွန်တော်ဆရာကြော်ညာအနည်းဆုံး300လောက်ရှိတယ်ခင်ဗျာအခုကျွန်တော်တို့ကဒီကြော်ညာအတွက်လည်း900လောက်တောင်းဖို့စဉ်းစားတာ900တေချာမေးဘာရိုက်မှာဘလူရိုက်မှာလုံးဝတေချာမေးဟုတ်ကဲ့ဘာညာပြောနေဟာဟုတ်ကဲ့ကျွန်တော်တို့ဘာလေးရိုက်မှာလဲဟုတ်ကဲ့ကျွန်တော်တို့ဒီ online shopping page လေးဆို online shopping page online shopping တော့ဘာရောင်းမှာလဲ product ဘယ်လိုထည့်ပေးရမလဲတေချာမေးဆရာဘာရောင်းမှာလဲတဲ့အခုကျွန်တော်တို့ဘာရောင်းမှာလဲဆိုတော့ပြောပြလို့မရဘူးပြောပြလို့မရဘူးဘာရောင်းမှာလဲမပြောပြရင်ကြော်ညာလေးမှာဘယ်လိုထည့်မှာဆရာဘာရောင်းမှာလဲမပြောပြရင်ကြော်ညာလေးမှာဘယ်လိုထည့်ရမလဲမသိဘူးတဲ့ဟုတ်ကျွန်တော်ကကြော်ညာလေးတော့ဝင်တော့ဘာရောင်းလဲဆိုတော့ကျွန်တော်မထည့်ချင်ဘူးကြော်ညာလေးမှာဘာရောင်းမှာမထည့်ဘဲနဲ့ငါတို့ကြော်ညာရိုက်လို့မရဘူးလေတေချာမေးပါတော့900ရောင်းဟုတ်ကဲ့ကြော်ညာလေးမှာဘာထည့်မယ်ဆိုတော့မသိရနဲ့ဘာရိုက်ရမှာမသိဘူးဗျာကျွန်တော်တို့ကဘာရောင်းလဲဆိုတော့ 2 hours later ကိုဘာလဲ brand လေးပြောချင်တော့လေကျွန်တော်ဘာ product လေးရောင်းမှလဲပြောကြတယ်ကျွန်တော်ကဘာရောင်းလဲဆိုတော့စဉ်းစားဘာ product မရောင်းရမလဲမသိရင်ဘာ product ရောင်းမယ်ဆိုအရင်စဉ်းစားလိုက်လေကျွန်တော်စဉ်းစားလေးနေကိုကျွန်တော်ကြော်ညာကိုတက်ချင်တာဗျာခင်ဗျာဘာတော့ရောင်းမှမသိပဲဘလို့ကြော်ညာထားမှာတော့တော်သေးတော့ကွာကြော်ညာလေးတောက်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဘာရောင်းမှမသိတဲ့ဒီ start now page ကို like and follow လုပ်ပြီးတော့ဒီ screenshot နဲ့ဒီဗီဒီယိုအောက်မှာဘာရောင်းမှလဲဆိုတော့ comment ရေးပြီးတော့ခန့်မှန်းသွားကြတာမှန်တဲ့လူ9ယောက်ကိုဒီ page ကဘာပဲရောင်းရောင်း 20% discount ပေးတော့တယ်ပြောရင် bye bye ဆိုတာ delivery မှာလိုက် hello ညီလေးဒီနေ့တို့ဆိုင်ကဘာတွေကကျွန်တော်ဆိုင်ကဘာရလဲဆိုတော့ပြောပြလို့မရှိဘူးကြဟဲ့အောင်မင်းတို့ဘာရလဲမပြောရပဲငါဘာမှ